င်းသားကလည်းတော်တော်ငယ်ငယ်ရွယ်တော့ရှိသေးတယ်နော်ဘယ်မင်းသားဖြစ်မလဲအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ဖွင့်ပြမလို့ပေါ့နော်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့လွန်ခဲ့တဲ့7နှစ်နောက်ကပေါ့နော်ကျွန်တော်တို့ဒါဗီဒီယိုလေးဖြစ်ပါတယ်ဒါကလည်းကျွန်တော်တို့ဒီသဘင်ပညာဌာနကနေပြီးတော့ကြီးမှုကြီးပါတဲ့ကျွန်တော်တို့ပျော်ရွှင်ရှင်တွေတက္ကသိုလ်မိတ်ဆက်ပွဲဆိုပြီးတော့ဒီခန်းသားလေးမှာကျွန်တော်တို့ကခဲ့တဲ့မင်းသားတယောက်ရဲ့ဒါဗီဒီယိုလေးဖြစ်ပါတယ်အရင်ဆုံးလိုက်ပါကြည့်ရှုပေးပါဦးပြီးတော့မှကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးအကြောင်းအရာလေးကိုပြန်ပြောပြီးမယ်ပေါ့နော်ဟုတ်ပြီမင်းသားကလည်းတော်တော်ငယ်ငယ်ရွယ်တော့ရှိသေးတယ်နော်ဘယ်မင်းသားဖြစ်မလဲခုလက်ရှိတောင်မြေကြော်ကြားနေတဲ့မင်းသားတွေကတယောက်ပေါ့နော်လာโอเคပါဒီဗီဒီယိုလေးကိုကြည့်ခဲ့ပြီးလို့ထင်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ပြီးလွန်ခဲ့တဲ့ကျွန်တော်တို့14နှစ်လောက်ကကျွန်တော်တို့ဒါ2012လောက်ကပေါ့နော်ကျွန်တော်တို့ဒါကခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကကျွန်တော်တို့ဒါမင်းသားကတော့ကျွန်တော်တို့တခြားသူမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ကျွန်တော်တို့အပြုံးမင်းသားလေးစံရင်မှုဖြစ်ပါတယ်ပေါ့နော်ကျွန်တော်သူအနေနဲ့ဒီတက္ကသိုလ်တက်နေတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဒီဗီဒီယိုလေးဒီပွဲခန်းသားမှာသူအနေနဲ့ပါဝင်ဖြုတ်ပြဖြစ်ခဲ့တဲ့ကျွန်တော်တို့ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီမင်းသားကတော့ကျွန်တော်တို့ပြီးခဲ့လွန်ခဲ့တဲ့14နှစ်လောက်တည်းကသူ့အနေနဲ့ဒါဝါသနာတော်တော်ကြီးကြီးမားမားနဲ့ကိုကျွန်တော်ကတဲ့နေရာမှာလည်းစိတ်ပါလက်ပါကလာတာကိုတွေ့ရတယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ဒါကျွန်တော်အနေနဲ့တော်ရှယ်ပပါရှာဖွေတွေ့ရှိခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါမကြည့်ရသေးတဲ့မသိသေးတဲ့လူတွေအတွက်ကျွန်တော်အနေနဲ့ဒါယူလာပြီးတော့reaction လုပ်ပေးတာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးတဲ့ကြောက်ရှင်းတိုင်းကိုကျွန်တော်အနေနဲ့သူ့ဝင်ကြည့်ပြမလို့ပြောရင်းနေပါနော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ